Okay ဒါကတော့ empty မေးထားတဲ့ညီလေးအတွက်ပေါ့နော်ကျွန်တော်ဟိုဒီမှာ empty ဘိန်းလေးကျွန်တော်တင်ပေးမယ်စက်တန်လုံးဝအငြိမ်ဗျာနော်စက်တန်လုံးဝအငြိမ်ဘိန်းရဲ့ကလာနေထားကိုရှက်ရှိုးနာစာလုံးဝမရှိဘူးဗျာဘိန်းတစ်စီးလုံးလုံးဝ share ဖိုင်ထားတဲ့ရှစ်တာရနောက်တာရလုံးဝအပြည့်နဲ့လာမယ်ဗျာခေါင်းဆိုရင်လည်းအခုညီကိုတွေကြိုက်တဲ့ပုံစံတိုင်းပဲဗျာခေါင်းလုံးဝ share မိုက်တယ်ဗျာ Okay ကျွန်တော်တစ်စီးလုံးကျွန်တော်ပတ်လည်လေးကျွန်တော်လိုက်ပြပါမယ်ဗျာ Okay တစ်စီးလုံးကိုကျွန်တော်ပတ်လည်လေးလိုက်ပြပါမယ်ဘင်းကကျွန်တော်ရေမစေးကင့်မတိုက်ဘူးเนาะဒီတိုင်းပဲဒါယူလာတဲ့အတိုင်းပဲရเนาะကျွန်တော်တို့ရှစ်တာရဆိုရင်လည်းမှာစိမ့်နှူးရောင်နေလုံးဝ share မိုက်ရဖောက်ဆိုလည်း share ရောင်နဲ့လာမယ်ဗျာเนาะခေါင်းဆိုရင်တော့လုံးဝ share ဒီလုံးဝပါဝင်ကြားလို့ပါလို့စက်ရုပ်လို့ Okay ဒီမှာတာယာကတော့လုံးဝပြည့်ကြံမယ်เนาะတာလုံးဝပြည့်ကြံမယ်အင်ဂျင်ဆိုရင်တော့ကြည့်လိုက်တော့เนาะအင်ဂျင်ဆိုလုံးဝ share လမ်းမယ် CO စိမ့်မှုလုံးဝမရှိဘူးဗျာเนาะကာဘာနာစာလုံးဝမရှိဘူးဗျာဒီဘိန်းကလုံးဝ share တန်တယ်ဈေးကလည်းမထင်မှတ်တဲ့ဈေးလေးနဲ့ကျွန်တော်ရောင်းပေးပြီဗျာနော်နောက်တာယာဆိုလည်းလုံးဝအပြည့်လာမယ်โอเคဒီမှာကြည့်နံပါတ်လေးလှမလာနော်โอเคနောက်အမီမဖြတ်ထားဘူးလုံးဝရှယ်မိုက်တယ်ချင်းစဘောကဆိုရင်လည်း90%လောက်ကျန်သေးတယ်ဗျာနော်လုံးဝရှယ်မိုက်တယ်ပတ်လေဘာမှပြောစရာမလိုဗျာနော်ဘိန်းစီလုံးလုံးဝဘာမှပြောစရာမလိုအောင်တန့်တယ်ဗျာနော်မကြည့်โอเคကျွန်တော်အဲ့တော့ဒီကောင်ကိုကျွန်တော်ကီလိုလေးပြပေးမယ်ဗျာနော်โอเคကျွန်တော်ဒီမှာကျွန်တော်ကီလိုလေးတစ်ချက်ပြပေးမယ်ဗျာနော်ဒါသားတွေတော့လုံးဝရှယ်လမ်းနဲ့ဘိန်းလေးဝေကီလိုကတော့မြင်တဲ့အတိုင်းပဲဗျာနော်ကီလိုကတော့2800ရှိတယ်မိုးလည်း20နဲ့ဘိန်းကျော်လုံးဝရှယ်တန်းတာလူချင်းတဲ့ညီကိုတွေအတွက်တော့လုံးဝရှယ်မိုက်တယ်နော်ကျွန်တော်စက်တန်ပေးနာထောင်းပါဗျာနော်စက်တက်တော့လုံးဝတောက်ပြီထိနိုးပဲဗျာလုံးဝရှယ်မိုက်တယ်ဘိန်းတစ်စီးလုံးဘာမှပြောစရာမလိုလက်တင်စီးမဲ့ဘိန်းမျိုးပဲဗျာနော်ဆိုင်ဆိုင်နဲ့ပဲဗျာပြည့်စုံရမယ်လိုင်းလင်းပြည့်စုံနော်လုံးဝရှယ်မိုက်တယ်ဘိန်းတစ်စီးလုံးဘာမှပြောစရာမလိုဘူးအဲ့တော့ဒီဘိန်းကိုလူချင်းတဲ့ညီကိုတွေကျွန်တော်ရှီဆက်သွယ်လို့ရပါတယ်โอเคဒါလေးကတော့ဒါလိုချင်တဲ့ညီကိုတွေကတော့ကျွန်တော်ရှိဆက်သွယ်လာလို့ရပါတယ်เนาะမော်ဒယ်ကတော့ဘယ်ရဲ့မော်ဒယ်ကတော့20မော်ဒယ်မြင့်မယ်20ဖြစ်မယ်ရောင်းစည်းရမထင်မှတ်တဲ့ဈေးနဲ့ကျွန်တော်ရောင်းပေးမယ်ဗျာเนาะကျွန်တော်ရောင်းစည်းရ3900နဲ့900နဲ့ပဲကျွန်တော်ရောင်းပေးမယ်ဗျာเนาะဒီကိုတွေ3900နဲ့900ပတ်ထနဲ့ယူဘယ်မှမရတဲ့ဈေးနဲ့ကျွန်တော်ပေးလိုက်မယ်ဗျာเนาะโอเคလိုချင်တဲ့ညီကိုတွေဆက်သွယ်လာပါကျွန်တော် TikTok Messenger ဖြစ်ဖြစ် Facebook Messenger ဖြစ်ဖြစ်လာလို့ရပါဗျာเนาะโอเคအားလုံးဘိုင်ဘိုင်ပါဗျာ